တင်းကလည်းခြေစစ်ပွဲတိုက်ရိုက်အောင်မြင်နိုင်ရေးအတွက်ဒီနေ့ပွဲစဉ်ဟာရေးပါနေတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်ညာဒီနေ့ပွဲစဉ်ရဲ့ကွင်းလေတိုင်းလူပထမပွဲစဉ်ဟာလူကိုအပြောင်းလဲပြုလုပ်ခြင်းမရှိဘဲနဲ့ဒီနေ့ BNN နဲ့ပွဲစဉ်မှာလည်းမြန်မာအသင်းကရှင်ပြိုင်ကစားမှာဖြစ်တယ်ညာအခုဆိုတော့ပွဲရစတင်ပြီးတော့ရှင်ပြိုင်ပဲဖြစ်ပါတယ်အခုဆိုတော့နန္ဒလင်းကျော်ချစ်ပယ်ချမ်းနေထိုးပေါက်လာတယ်ညာလက်ပြပေါ်တော့ BNN အသင်းကမြောက်ခွင့်ရမှာတိန်တန်းဝင်လက်ထပ်ဖို့ကြိုးစားတာခင်ဗျာမြန်မာအသင်းပဲအောင်ဟင်းကျော်အချိန်ကြီးကြည့်တယ်များအောင်ဟင်းကျော်ရှေ့မှာလာပေးတယ်ပြည်နယ်တင်ရရှင်းထုတ်ထားတယ်များရောင်ဝင်းရာလာတယ်များကြော်ကိုကိုလည်းနဲ့တွဲတယ်ပြည်နယ်တင်ရလည်းမနာတဲ့အောင်ရှင်းထုတ်ထားတယ်ခင်ဗျာဒီမှာပြည်နယ်တင်ပဲလေကိုပေးထားတယ်ရှေ့မှာလာပေးတယ်ပေပုံကအများပြီးတော့မြန်မာအသင်းကတော့လက်ပြဘောမြောက်ခွင့်ရတယ်ခင်ဗျာအောင်ဟင်းကျော်အခုဆိုတော့ပြည်နယ်မော်လှမ်းကန်တယ်ပြန်ရှက်ကြတယ်ပိတ်တယ်ခိုးတယ်ခင်ဗျာအခုဆိုရင်တော့ BNN အသင်းကဒီနေ့ပွဲစဉ်အတွက်ဥဆောင်ကိုရရှိသွားပြီဖြစ်ပါတယ်ဒီကိုကတော့ပြည်နယ်မော်နဲ့တစင်းတိုက်ရိုက်ကန်တင်ပြီးတော့ပြန်ရှန်ထွက်လာတဲ့ဘောလုံးတော့ BNN အသင်းကသွင်းယူနိုင်ခဲ့တာလည်းဖြစ်တယ်ညာ14မိနစ်မှာတော့မြန်မာအသင်းကတစ်ဖက်အသင်းရဲ့ဥဆောင်ခြင်းကိုစတင်ပြီးတော့ခံလိုက်ရတယ်ညာBNN အသင်းအားထားတဲ့နေရာလည်းဖြစ်ပါတယ်ရောင်ဝင်းရာလာတင်မြန်မာအသင်းပဲရှေ့ထပ်ပေါ်တယ်ပဲပြီးခေါ်ပြီးခင်ဗျာအခုဆိုရင်တော့မြန်မာအသင်းကတော့ခြေပါကိုရရှိခဲ့ခင်ဗျာရောင်ဝင်းရဲ့ပေပေါ်မူရတဲ့ဒီဖက်မြန်မာအသင်းရဲ့နောက်ကကစားသမားဖော်မင်းတို့ကကန်သိန်းယူခဲ့ရလည်းဖြစ်ပါတယ်အသင်းပဲရာလာသေးတယ်များရှုံမတယ်အောင်ရင်ကျော်အသာရပဲထိန်းထားတယ်ခင်ဗျာအောင်ရင်ကျော်ပဲရှုံမျိုးလို့ပေးထားတယ်ကျော်ကိုကိုရှာလာသေးတယ်များကျော်ကိုကိုပဲရှုံမျိုးလို့ပေးထားတယ်ကျော်ဖျာဝင်းရှာလာတယ်ကျော်ဖျာဝင်းပဲရှာလာတယ်ဗျာရှုံပေးတယ်ပိုက်ပြီးခိုးပြီးတော့အခုဖေတော့မြန်မာအသင်းကတော့ဥဖောင်ကိုရရှိခဲ့ပြီများကျော်ဖျာဝင်းရဲ့အပေါ်မြင်ပေးပုံပေါ်နေတဲ့ဖိတောင်မြန်ကဘာသမားနန္ဒလင်းကျော်ချစ်ကမြန်မာအသင်းအတွက်လိုလားနေတဲ့ဥဖောင်ကိုတွင်ပေးနိုင်ခဲ့ပြီခင်ဗျာမြန်မာအသင်းကတော့ပွဲကစားချိန်မိနစ်40မှာဥဆောင်ကိုစတင်ရရှိသွားပြီများပြိုင်ပွဲအသင်းရဲ့ဥဆောင်ခြင်းကိုခံခဲ့ရပြီးတဲ့နောက်ပိုင်းမှာမြန်မာအသင်းတွေနဲ့ခြေပါကိုနဲ့ဥဆောင်ကိုတကိုရရှိအောင်တော့မြန်မာအသင်းရဲ့ကစားသမားတွေစွမ်းဆောင်သွားနိုင်တယ်များဒီနေ့ပွဲစဉ်မှာမြန်မာအသင်းရဲ့ကစားသမားကျော်ကိုကိုရဲ့ဖန်တီးပေးပူကနေတဆင့်ကျော်စရာဝင်းဟာပန်နယ်ရီဧရိယာထဲမှာတစ်ဖက်ကစားသမားတွေကိုမျောထိုးပေးရမှာတော့နန္ဒာလင်းကျော်ချစ်ကအပိုင်ကန်သွင်းပြီးတော့မြန်မာအသင်းအတွက်ဦးဆောင်ကိုတကိုစတင်ရရှိသွားတယ်ညာပထမပိုင်းပွဲမပြီးဆုံးခင်မှာပဲမြန်မာအသင်းက BNN အသင်းကို2ဂိုးတကိုနဲ့စတင်ဦးဆောင်ပြီညာပရိသတ်တွေဂိုးလို့အာဘာဒရအော်ဂျင်နေခဲ့အခုစနာကြည်လင်းရသေးတယ်များတောက်လျှောက်ဆွဲယူလာတဲ့ကြည်လင်းပဲကန်တယ်ခိုးရခင်ဗျာအခုဆိုရင်တော့မြန်မာအသင်းကနောက်တဲ့ဦးဆောင်ကိုရရှိခဲ့ပြီဖြစ်ပါတယ်ကိုမြေကိုရေကိုပရိသတ်ရှင်းမောက်မှာတော့မြန်မာအသင်းရဲ့ပရိသတ်တွေကတော့မြန်မာအသင်းရဲ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကိုဂုဏ်ပြုဖို့အတွက်စောင့်ဆိုင်နေကြတာများဒါလက်ရှိပွဲကစားချိန်84မိနစ်မှာတော့မြန်မာအသင်းရဲ့တောင်ပန်ကစားသမားကြည်လင်းကနောက်တန်းကစားသမားတွေနဲ့ဂိုးသမားထရမ်ဘူငေါ့တို့ဖြတ်ကျော်ပြီးတော့နောက်တက်ဦးဆောင်ကိုရယူပေးခဲ့တာများဒါကြောင့်မလို့ပွဲကစားချိန်85မိနစ်မှာတော့မြန်မာအသင်းက BNN အသင်းကို3ဂိုးတကိုးနဲ့ဦးဆောင်နိုင်ပြီများဒုတိယပိုင်းပြန်လည်စတင်တဲ့ချိန်မှာ BNN အသင်းရဲ့ PR ပေးခြင်းကိုခံရပြီးတော့မြန်မာအသင်းရဲ့တိုက်စစ်တွေကို BNN အသင်းကလည်းခုခံနိုင်ခဲ့တယ်များဒါရပဲရထားသေးတယ်များ Channel 7 နဲ့ Fox Sports ရုပ်သံလိုင်းကိုကြည့်ရှုနေကြတဲ့အားကစားဝါသနာရှင်ပရိသတ်များခင်ဗျာ AFC U22 Championship 2013 ခြေစစ်ပွဲ Group G ရဲ့ဒုတိယနေ့ပွဲစဉ်များတဲ့ BNN အသင်းနဲ့ Asian မြန်မာအသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီများပွဲစဉ်ပြီးဆုံးချိန်မှာတော့ Asian မြန်မာအသင်းက
ကိုမြေကိုရေကိုပိတ်သက်ရှင်းမောက်မှာ BNN အသင်းကို3-1နဲ့ဂိုးပြတ်အနိုင်ရယူပြီးတော့နိုင်ပွဲတစ်ပွဲထပ်မံရရှိသွားခဲ့ပြီဖြစ်ကြောင်းတင်ပြရင်းနဲ့ကျွန်တော်တို့ရဲ့ထုံးလင်းတင်ဆက်နေမှုကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာအားကစားဝါသနာရှင်ပရိသတ်များအားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ